သူ့ဖုန်းဆက်ပြီးတော့ပြောမလို့လား ခဏလေးချယ်ရီ FM ရဲ့ ဒီနေ့မှာကိုတော်ကြီးရှိလားပြေးပေးလိုက်ပါဒီကရှင်းရမယ်ကျွန်တော်ကောင်မလေးနဲ့အဲ့လိုအပြင်လေးရှောက်သွားနေတာကျွန်တော်လုံးဝမကြည့်ဘူးကျွန်တော်ဒီလိုနဲ့ရှင်းရအောင် ပေါ်ကအဲ့လိုနဲ့နားထောင်တာ အော်ညီမရုံးပါလားကျွန်တော်မှလည်းကျွန်တော်ချစ်သူတယောက်တည်းရှိတာအမကိုတော်စင်တယောက်လာမှွေနေတယ်နော်အမကျွန်တော်ပြောတာဟုတ်တယ် အခုကောင်မလေးနာမည်လေးပြရစီ ကျွန်တော်ကောင်မလေးနာမည်လားမှတ်ထားအောင်တခါလေကျွန်တော်ကောင်မလေးနာမည်ကျဲစင်မိုးကျွန်တော်ချစ်စနိုးနဲ့ချစ်လေးလို့ခေါ်တယ်အဲ့ဒါမှတ်ထားလိုက်ထည့်မှတ်ထားလိုက်အမချစ်လေးလို့ခေါ်တယ်ဟုတ်တယ်နော်အမကနေပြီးတော့ကိုတော်စင်ကိုဘယ်လိုခေါ်လဲကျွန်တော်စိတ်ဝင်စားတော့ကျွန်တော်ပြောရမယ်ကျွန်တော်ချစ်လေးကြောင့်ကျွန်တော်စိတ်ဝင်စားတယ်အမကျွန်တော်ချစ်လေးနာကနေပြီးကိုတော်စင်ခွာသွားအောင်အမအနေနဲ့ဆွမ်းတမန်ဒါဆောင်းပေးပါဟုတ်ကဲ့မမီးချစ်စီရရတယ်ဆိုတော့နော် ဟုတ်တယ်ရဖြစ်လို့လေအခုကအဖြစ်လို့လေဘယ်သူမှပြောလို့လို့မမချစ်ရရလေကျွန်တော်က ဟုတ်လေညီမလုပ်ပြီးညီမအပိုင်းလေသူခဏနေပါအောင်ညီမအခုအလုပ်ပါဟုတ်ပြီအခဏအဲ့ချင်းနေပြီကျွန်တော်ပြောရမယ်အခုအဲ့ကျွန်တော်တခုနဲ့ကျွန်တော်အမပြောတာကျွန်တော်ကြားကျင်နေပြီကျွန်တော်ဖုန်းချတော့မယ်တခုနဲ့ကျွန်တော်မပြောတာကျွန်တော်ကြားကျင်နေကိုတော်စင်နဲ့အမနဲ့တငယ်ချင်းပဲလားချစ်သူလားမိတ်ဆွေလားဘလို့သဘောထားပြီးတော့ဘလို့အမျိုးတော်တယ်လေဒါကိုသိကျင်တယ်ကျွန်တော်ဟုတ်လားအဲ့ဒါညီမပါစနေပါလေစိတ်မဆိုးကြီးတင်းမီလေး personal ကိစ္စရေးမေးတာဟုတ်ကဲ့ဒီလိုပါကျွန်တော်တို့ channel fan ရဲ့စိတ်မဆိုးသေးဆိုတဲ့ season ရှိပါတယ်အဲ့မှာမမေးချစ်ကသူ့တငယ်ချင်းငငယ်ကိုစပေးပါတဲ့စနေဟုတ်တယ်နောက်နေကိုတော်စင်လေးစိတ်ထားကောင်းပါလေရပြောဟုတ်ဒီဗျာမနိုင်ရပြောတော့ကိုသူကပြောတယ်အဲ့လိုအဲ့တော့ဒီဘာလို့ကြားဒီဘာတိတော့ဟုတ်ပါပြီစိတ်မဆိုးနဲ့နော်မကျွန်တော်ဖုန်းပေးခဲ့အတန်လေးထွက်လိုက်မယ်နော်မနော်ဟုတ်ရဟုတ်ကဲ့ကြာပြီနော်ကျေးဇူးလိုက်တော့ပါတယ်မိုင်နော်တတားပါဟုတ်ကဲ့ဟုတ်ကဲ့ခြေမကန်ကောင်းပါစေဗျာငါရှင်းနေတယ်မလဲ You're the truth again ဒီမှာငါတို့ချစ်တဲ့ဆောင်းအသွားခဲ့တယ် When the year returnငါကငါချင်းစေဘာရဖြစ်လို့ဖြစ်နေမှလည်းမသိဒီမှာနေရဆိုလဲနေကြလားငါလည်းညာကဆိုလဲညာကလားဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲဆိုတာငါမသိခဲ့အိမ်မှာနေရင်ထားရင်ကိုမိခဲ့လူတွေပြောမိချီလဲငါမသိခဲ့ဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲ ဝါချတော့ဝါချ You know where go you know where now I think with it soda you know where go you know where now I think with it sodaနောက်တစ်ယောက်ဘယ်လိုမျိုးစေးထိုးခံအောင်မလဲမသိဘူးကြာစောင့်ကြည့်ကြည့်လောက်တော့နောက်တစ်ယောက်မလာသေးဘူးကြာတချင်းရင်လာသေးရတချင်းရင်တော့ဆိုရင်တော့ကျွန်တော်မိလာပါလားရင်တော့ဆိုရင်တော့တယောက်ပြီးဘာတချင်းတောင်းဆိုမလဲဆိုတချင်းတစ်ပုတ်လွှင့်တယ်ပေါ့အခုကြတော့တချင်းတစ်ပုတ်လွှင့်တယ်ပေါ့နော်ဒီတစ်ပုတ်ပြီးထပ်ဆောင်ကြည့်တော့နောက်တစ်ယောက်ကိုဘယ်လိုမျိုးစေးထိုးမလဲဆိုတော့ကျွန်တော်လည်းစိတ်ဝင်စားတယ်ပေါ့နော်လိုက်လာနောက်ဆက်နေတဲ့တဲ့ဘုံဖြစ်ပါတယ်ခင်ဗျာဒါကို international မှာ solution တော့ prank call လို့ခေါ်ပါတယ်ရှင်းဖို့ကြီးလိုက်ပါတယ် share for ပြည်သူများအားလုံး prank call နဲ့ဝေဖို့အတွက်တတိထားဖို့လိုအပ်ပါတယ်နောက်တစ်ယောက်ဆက်တော့မယ်စိတ်မဆိုးကြီးစိတ်မဆိုးကြီးလို့ခေါ်တဲ့ prank call အစီအစဉ်ကိုတက်ဆက်ပေးကြရဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီ season မှာပြည်သူအနေနဲ့နားဆင်နေတဲ့အခါမှာလည်းတကယ်ကို
ရှေးကုံစစ်လို့ရှာပြီးတော့နောက်ဆုံးအဆုံးသတ်မှာတော့ပျော်ရွှင်မှုရက်တာလေးတစ်ခုရမှာဖြစ်ပါတယ် Happy Ending ပါပဲသူတို့စားတော့ကြလုံအောင်လို့ရှိရင်လည်းကျွန်တော်စိတ်ဆိုးရလေးပြေအောင်လို့တချွန်းလေးတွေကျွန်တော်ကဒီနေရာလေးကနေပြီးတော့တောင်းဆိုခွင့်ရနေတာဖြစ်ပါတယ်ခင်ဗျ ဒီအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့တငယ်ချင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်တစ်ခါတင်ဆက်ပေးမယ့် prank call အစီအစဉ်တွေမှာရေကုန်စိတ်လှုပ်ရှားမှုတွေနဲ့ကြုံတွေ့အောင်လဲဆိုတာကိုပရိသတ် ပြီးသွားပြီတဲ့ကွယ်မတက်နိုင်ဘူး စိတ်မဆိုးခြင်း စိတ်ဆိုးသွားပြီငါတော့စိတ်ဆိုးသွားပြီငါနောက်တစ်ယောက်နောက်မှနေတဲ့ခါမှာနောက်တော့စိတ်ဆိုးသွားပြီ စိတ်ဆိုးတဲ့ကို prank call စီတယ်မှာလေကျွန်တော်တို့ကပရိသတ်တွေစိတ်မဆိုးအောင်လို့တင်မျိုးတစ်ပုံလေးနဲ့ ငါတော့စိတ်ဆိုးသွားပြီငါစိတ်ဆိုးသွားပြီငါထပ်နားထောင်နေဆိုထိုင်ဆောင် စိတ်မဆိုးခြင်းလုံးဝစိတ်မဆိုးခြင်း ဒါရီအားလုံးကပရိသတ်တွေအတွက်ကြိုးချင်စရာ ဒီပါ cherry farm ရပါတယ် ကဲဒါဆိုတက်တော့ကြာ စိတ်မဆိုးခြင်းအစီအစဉ်ကို Cherry